မိခိုင်ခိုင်ပြုံးတဲ့နေ့ကတစ်မျိုးလုံးယူကုန်ကြပြီးခိုင်မဲတဲ့နေ့ကျကိုတယောက်တည်းယူရတာပဲခိုင်အိမ်ရှိဖြတ်သွားတော့နှွေးချောင်းတင်နေတဲ့ပတောက်ပင်ကြီးထပွင့်ပြီးခိုင်အိမ်ရှိမဖြတ်တဲ့နေ့တွေမှာပွင့်လက်ဆစပယ်တွေကျန်းကုန်သွားတာပေါ့ခိုင်ကိုမနက်ခင်းနိုးစားဟာခိုင်လို့မြည်ပြီးညာကင်းတဲ့င်းစီစဉ်မှာခိုင်အကြောင်းပဲကြီးညာပြန်နေခိုင်စိတ်နဲ့မိုးလင်းခိုင်စိတ်နဲ့မိုးချုပ်ပဲကိုယူနေပြီထင်တယ်မုံလာဥနီကိုရုံရှိသွားလေးနဲ့ကြိုက်တဲ့အတန်ကိုနားထောင်မူလားခိုင်ဒါမှမဟုတ်မွေးကင်းစားကလေးရဲ့အိပ်ပျော်နေတော့အသက်ရှူတန်ကိုနားထောင်မူလားခိုင်တူတူညင်ညင်တတရရရှိတဲ့အတန်ဒီပေါ့ကွယ်ကိုရင်ခုန်တဲ့အကြောင်းတဲ့တဲ့မပြောရဲလို့တွေ့ဝပြီးပမာနိုင်ကြတယ်ဆိုတာခိုင်လဲစိတ်မိမယ်ထင်ပါရဲ့စကားတွေရှိရှိဝေးဝေးမပြောတော့ဘူးရှိရှိသမျှခေါင်းလုံးအားလုံးကိုထိုးပြီးငါကုံငါမင်းအတွက်လူပါတယ်တန်တရာအဆက်ဆက်အပိုင်ယူပါကွယ်